罗体农民，罗体农民，这个地方，水平路吧，然后就这一场都要交。တောင်းတိုင်းဘုန်းကြီးဥဆောင်တော့ပါလားဖြစ်ပါလေဒီတောင်ပေါ်မှာနေတဲ့ကာလပတ်လုံးသတင်းသုံးခဲ့တာဒီနှစ်နဲ့ဆို၄နှစ်တိုင်နေရှိရပါပြီဒီလိုတော့တခါတခါမလေးဒီရဲ့မျိုးသားကျွားရေးကုမ္ပဏီနဲ့ပတ်သက်လို့ဖိနှိပ်မှုရကြလာတဲ့အချိန်မှာဒီတခါတခါမလေးရဲ့ကွန်းကြိုင်များကိုနေ့စဉ်သင်္ကန်းကအစစီလေးပါဒါကတခါမဖြစ်သည့်အတွက်ဒီလိုတော့တခါတခါမှများဒုက္ခရောက်နေတာကိုဘုန်းကြီးမသိနိုင်တော့တို့ကြောင့်ဒီတို့စန္ဒပြခြင်းကိုဝင်ရောက်ပြီးဥဆောင်လာခြင်းဖြစ်ပါလေ။စန္ဒပြပွဲဘယ်နည်းလောက်ရှိတော့လဲ။စန္ဒပြပွဲဆိုဒီချိန်နဲ့ဆို3ချိန်မြောက်ရှိပါပြီ။အချိန်တိုင်းမှာတော့အချိန်တိုင်းမှာပါဝင်ပါတယ်။ကျမ်းမာရေးလည်းမကောင်းပါဘူး။မနေ့တပြားမနေ့ကကြားတဲ့အထိစခန်းကြီးဒီမရောက်ခဲ့ပါ။ဒုတိယနေ့မှာ NLD ကတော့ဖြစ်နေအေးလို့လာရောက်တရုတ်လေးဟောကြားတဲ့အချိန်မှာဘုန်းကြီးပါပါတယ်။ဒီနေ့ထက်တိုင်းရှေ့ကနေမဥဆောင်ခဲ့ပြီဖြစ်ပါတယ်။ဒီလိုတော့တခါတခါမလေးပြီးနေ့စဉ်နဲ့အမျှအင်မတန်မှရှားပါပြီးငတ်မလို့တဲ့အခြေအနေမျိုးကိုရောက်ရှိနေတယ်ဆိုတာဘုန်းကြီးကိုယ်တိုင်သိပါတယ်။ကျွန်တော်ဗျာဟိုကလေဒုံမီကတပည့်တော်တို့သိထားတာဒါတော့မိထီလာမြို့မှာအခြေစိုက်တယ်မိထီလာမြို့ပြည်သူ့အကျိုးဆောင်ခွင့်ရကားဆိုတော့တပည့်တော်တို့သိထားပါတယ်။ NLD ကဆိုတာတော့ဟုတ်ပါတယ်ဒီလိုတော့က2010ရွေးကောက်ပွဲကာလအထိပေါ့အဲ့အချိန်ကတော့ဒုံမီပါ2012ခုနှစ်ဒီပလာတရနေ့ကြားတဲ့ရွေးကောက်ပွဲဝင်ရောက်ရှင်တဲ့အတွက်ဒီဘက်ကိုဆက်ထုတ်ကြရင်ထုတ်ထွက်ပြီးတော့ဒီပုဂ္ဂလလွှတ်တော်ကိုရောင်းနေမိထီလာမြို့ကိုကိုစားပြုပြီးတော့ပြည်သူ့ပြည်သက်ဆိုင်ရာဝင်ရောက်ရှင်တဲ့လို့ပြောလို့သိရပါတယ်။နောက်ပိုင်းမှာတော့သူကမိထီလာခရိုင်အတွင်းမှာရှိတဲ့ဒေသခံတွေရဲ့လူ့ခွင့်ချိုးဖောက်ခံရတဲ့ကိစ္စရပ်တွေနဲ့ဒီလူနေမှုဘဝအခြေအနေတွေပြည်နေမှုအတွက်ဆိုပြီးတော့ပြည်သူ့အကျိုးဆောင်ခွင့်ရဆိုပြီးတော့ကိုညာလေးကိုဖွဲ့ပြီးတော့လုပ်နေတယ်လို့တကယ်လို့သိရပါတယ်။အဲ့ဒါဘုန်းကြီးလည်းအတိအကျမသိဘူးလေမနေ့ကပဲသမင်းနဲ့အေးနဲ့တွေ့ဆုံလိုက်ရတယ်တဲ့ဟုတ်ပါဗျာတကယ်လို့ဒီစနပြပွဲမှာစနပေါ်ထုတ်မှုပွဲမှာဒီကျွန်းလူသားတွေရဲ့တောင်းဆိုမှုတွေကိုအခုဒီဟိုမျိုးသားဒီလိုတွေဆိုဒီသားတွေဒီလိုမျိုးပြီးဆိုပြီးဒီလိုဆက်ပြီးတော့သူတို့ကတော့မလိုက်ရောနိုင်ခဲ့ဘူးဆိုအတက်နိုင်ဆုံးနေပြည်တော်မှာရှိတဲ့သံဃာများကိုခေါ်ရောက်ပြီးမြစ်တာရက်ခံအောင်ပါပါဟုတ်ပါဗျာဗမာပြည်မှာမိတိနေထိုင်တဲ့တိုင်းသားပြည်သူလူထုကြီးအပါဝင်ဒီနိုင်ငံမှာသူတို့ဒီလုံးသမမနိုင်ငံတော်မှာအကြီးအကဲဆုံးအကြီးဆုံးဖြစ်တဲ့ပုဂ္ဂိုလ်ဖြစ်တဲ့နိုင်ငံသမ္မတဦးသိန်းစိန်ကိုဘာတွေရောမေတ္တာရက်ခံချက်တွေပြောတယ်အဲ့ဒီမေတ္တာရက်ခံချက်ကတော့ဆရာတော်လေးနဲ့အားလုံးပေါင်းပြီးကြအောင်မယ်သူတို့ကလည်းဆုံးဖြတ်လို့မရဘူးပြောတာပါ